အမျိုးသားတဦးသည်သူ၏ဦးခေါင်းတွင်တန်ချောင်းတစ်ချောင်းဆိုင်ဝင်နေသည့်ဒဏ်ရာကိုရရှိထားသည်သူသည်အသက်ရှင်ရန်မလွယ်ကူတော့ဟုလူတိုင်းကပြောနေကြသည်ထိုစဉ်ကောင်လေးတဦးတွင်အကြံတစ်ခုရရှိသွားပြီးထိုတန်ချောင်းကိုသူ၏လက်ဖြင့်ဆွဲထုတ်နိုင်ကြောင်းပြောခဲ့သည်ဆရာဝန်ကသူ့ကိုချက်ချင်းပင်တားဆီးလိုက်သည်အကယ်၍ဦးခေါင်းအတွင်းမှတန်ချောင်းကိုအတင်းအဓမ္မဆွဲထုတ်လိုက်ပါကဦးခေါင်းခွင်အတွင်းသွေးယိုစီးမှုအပြင်းအထန်ဖြစ်သွားလိုက်ပြီးထိုအမျိုးသားမှာတေဆုံးသွားနိုင်သောကြောင့်ဖြစ်သည်၎င်းမှာထိုသူကိုတေတွင်းထဲသို့တွန်းပို့လိုက်တဲ့ကဲ့သို့ပင်ဖြစ်လိမ့်မည်သို့တော့ကောင်လေးကသူသည်မော့အသက်ကိုအသုံးပြု၍သွေးထွက်ခြင်းကိုတားဆီးနိုင်ကြောင်းပြောခဲ့သည်ထိုနည်းဖြင့်တန်ချောင်းကိုဆွဲထုတ်ကအမျိုးသား၏အသက်ကိုကယ်တင်နိုင်မည်ဖြစ်သည်ထိုအခါဒဏ်ရာရထားသောအမျိုးသားကကောင်လေးအားဆန်းသက်ခွင့်ပေးရန်ပြောခဲ့သည်ကောင်လေးသည်သူ၏အင်ဂျီလက်ကိုမတ်လိုက်ပြီးဂါထာမန်တန်များကိုစတင်ရွက်ဖက်တော်သည်သူသည်တန်ချောင်းကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာရှိသမျှခွန်အားအကုန်သုံး၍ဆွဲထုတ်လိုက်သည်ဘေးမှကြည့်နေသောလူအုပ်ကြီးမှမြင့်တက်သွားကြသည်ကောင်လေးသည်ထိုအမျိုးသား၏အသက်ကိုအမှန်တကယ်ကယ်တင်နိုင်ခဲ့သည်ကိုသူတို့မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ကြသည်ထိုအမျိုးသားသည်ဒူးထောက်လိုက်သည့်သူ၏အသက်ကိုကယ်တင်ပေးခဲ့သည့်အတွက်ကောင်လေးကိုကျေးဇူးတင်စကားပြောကြပါတော့သည်